ဘလုံးကစားရင်အသက်အသာဆုံးနေရာ3နေရာဘလုံးကစားခြင်းတယ်ဒါပေမဲ့တိတ်မပြေးခြင်းဘူးအမောမခံနိုင်ဘူးဖြစ်နေတာဘလုံးကွင်းထဲမှာလူအသက်အသာဆုံးနဲ့အမောအသက်အသာဆုံးနေရာ3နေရာရှိပါတယ်ဘယ်နေရာတွေဖြစ်မလဲဆိုတာအဆုံးထိကြည့်လိုက်ရအောင်နံပါတ်1ကတော့အားလုံးသိတဲ့ဂိုးသမားနေရာပါတခြားကစားသမားတွေတကွင်းလုံးအပြေးလွှားလုံနေရချိန်မှာဂိုးသမားကတော့မိမိရဲ့ goal area အတွင်းမှာပဲနေရာယူရတာပါအပြေးနှုံးထက်မျက်ခြေမပြတ်ချိရတာကပိုအရေးကြီးပါတယ်ဒါပေမဲ့တတိထားရမှာကဘလုံးလာတဲ့အချိန်မှာတော့ဖြတ်လက်မှု reflex အပြည့်ရှိဖို့လိုအပ်ပါတယ်ဗျဒုတိယတစ်ခုကတော့ဗဟိုနောက်ခံလူ center back ပါဘယ်ညာနောက်ခံလူ full back ဒီလို line တစ်လျှောက်အတက်အဆင်အများကြီးလုပ်เสียမလိုပါဘူးမိမိဘက်ချမ်းမှာပဲနေရာယူပြီးပြိုင်ဘက်တိုက်စစ်ကိုဖြတ်တောက်ရတာဖြစ်လို့အမောတော်တော်ထက်တာပါတယ်အရာအမောင်းကောင်းပြီးဘလုံးဖတ်နိုင်စွမ်းရှိရင်ဒီနေရာကအကောင်းဆုံးပါပဲနောက်ဆုံးနံပါတ်3ကတော့ area စောင့်တိုက်စစ်မှုပါနောက်တန်းထီဆင်းပြီးဘလုံးလိုက်လို့เสียမလိုပါဘူး goal area နားမှာပဲဝဲပြီးဘလုံးစောင့်ပိတ်ရတဲ့နေရာမျိုးပါအမြဲတမ်းပြေးမနေရပေမဲ့ဘလုံးရလာတဲ့ခဏအတွင်းပါပဲအားကုန်စိုက်ထုတ်ပြီးကိုသွင်းရတာမျိုးဖြစ်ပါတယ်အဲ့ထက်တက်တာချင်းရင်တော့ဘောကောက်ပဲလုပ်နေပါတကယ်ချင်းတို့တော့ဘလုံးကစားရင်ဘယ်နေရာမှာကစားရတာအကြိုက်ဆုံးလဲ comment မှာရေးပေးခဲ့ကြပါဦး